Hello အားလုံးပဲမင်္ဂလာပါ BND Vlog လေးကနေပြန်လဲကြိုဆိုပါရနော်ဒီနေ့ကမင်ကအုံနုခောက်ဆွဲအယောက်60 80စာလောက်ပေါ့နော်ကျွန်တော်တို့ချက်ဖြစ်လို့မင်းတို့ချက်ဖြစ်လို့လာမျှဝေပေးတာပါဒီလိုအုံနုခောက်ဆွဲကိုကြိုက်တဲ့သူတွေအတွက်ကကြတော့အိမ်မှာအလွယ်တကူချက်စားလို့ရအောင်ပေါ့နော်မင်းလည်းအုံနုခောက်ဆွဲဆိုလို့ရှိရင်တအားကြိုက်တယ်ပေါ့နော်ကြည်ရင်လည်းတော့ပြန်စားခြင်းလာပြီပေါ့နော်ဒီလိုမျိုးအရသာရှိနဲ့ချက်ပြပါမယ်ပေါ့နော်ဒီလိုမျိုးလေးအရေးပြပြကလေးနဲ့အုံလို့ဆိုပေမဲ့အုံလို့ရောနှုတ်စိမ်းရောမင်းကတော့နှမျိုးလုံးတုံးထားတယ်ပေါ့နော်တခါတည်းဟိုအရသာရှိအောင်လို့ဒီနော်အုံလို့နှစ်ဘူးရယ်ပြီးတော့နှုတ်စိမ်းတစ်ဘူးပေါ့နော်အရင်ဆုံးမင်းတို့ချက်စားကြိုင်ပါတယ်ချက်ကူကရောက်ပထမတစ်ရက်ကလေးရပါတော့မင်းတို့ပထမရက်နေ့လေကလေးကကြက်တွေကိုင်းတယ်ကြက်တွေခုတ်တယ်ကြက်ခုတ်ပြီးတော့ဒါကတော့နည်းနည်းကြက်ကိုင်းတာကိုပြတာပါကြက်ခုတ်ပြီးတော့ကြက်အတုံးသေးလေးတွေလေအတုံးသေးလေးတွေကိုခုတ်ထားပါတယ်ကြက်ကတော့ကြက်အနီပေါ့နော်ကြက်အနီကြက်အမှားသားသုံးထားပါတယ်ရတာလေးရှိအောင်လို့ပြီးရင်တော့အတုံးသေးလေးတွေသုံးမယ်ဒီပုံစံမျိုးပေါ့နော်ဒီပုံစံမျိုးအတုံးသေးလေးတွေတုံးတယ်တုံးမယ်ဒါကတော့မောင်လေးချောလေးတွေတုံးနေတာပါအရန်အားကိုရတဲ့မောင်လေးတွေပေါ့နော်အဲ့တော့ဒီမှာကျက်သွန်နီပေါ့နော်ကျက်သွန်နီလိုမယ်ကျက်သွန်နီတွေကိုခွာပြီးတော့ကျက်သွန်နီခွာပြီးတော့ကျွန်တော်တို့မင်းတို့ဘယ်လိုလုပ်ထားလဲဆိုတော့ဒီလေးစိတ်ပေါ့နော်စိတ်ကြီးလေးစိတ်ထားမယ်ဒါဒီဟာကတော့မမေအိုးထဲမှာလည်းထည့်မယ်ပြီးတော့ဒါကတော့ပဲပြပေါ့နော်ပဲပြလည်းထည့်သုံးထားပါတယ်တချို့ကဟိုပဲသွေးပေါ့နော်ပဲသွေးထည့်ခြင်းလည်းရတယ်မမေကတော့ပဲပြပဲသုံးထားပါတယ်ပဲပြကိုထည့်တဲ့ခါကျရင်ပျော်မသွားအောင်လို့စီနဲ့ကြော်ထားတယ်ပေါ့နော်ဒါကတော့ကျက်သွန်နီစီတက်တာပါကျက်သွန်နီစီတက်တာကျက်သွန်နီစီတက်ပြီးတော့မင်းတို့ကျက်သွန်နီနည်းနည်းလေးမွေးပြီးဆိုတဲ့ခါကြလို့ရှိရင်ငရုတ်သီးအယောင်တွေပေါ့ပေါ့နော်ငရုတ်သီးအယောင်တွေမို့မမေကတော့အိုးနဲ့ကျက်သွားတယ်အိုးအသေးပဲရှိတယ်ပေါ့နော်အိမ်မှာအိုးသေးရှိတော့ရှိတယ်အိုးသေးနဲ့ပဲအဆင်ပြေတယ်လို့လှုပ်လိုက်တယ်ပေါ့နော်အဆင်ပြေတယ်လို့လှုပ်ရပါတယ်အဲ့တော့ဒီအနေထားလေးပေါ့နော်ဒီလိုအနေထားလေးဖြစ်အောင်တမအောင်မှွေပါမှွေပြီးလို့ရှိရင်နည်းနည်းလေးမှွေအောင်ပေါ့နော်ဒီငရုတ်သီးမုတ်ငရုတ်သီးရောင်ဒီမုတ်ကတော့2ထုပ်သုံးထားပါတယ်ကြက်ကတော့ကီလို15ကီလိုလောက်သုံးထားပါတယ်ဒီမှာဒီမှာအဲ့ကြက်သွန်နေရပြီဆိုလို့ရှိရင်ခုနကမင်းတို့ခုတ်ထားတယ်ပေါ့နော်ကြက်သားတုံးသေးသေးလေးတွေကိုနှက်ထားတဲ့ကြက်သားတွေကိုအိုးတွေကိုပြောင်းပြီးတော့မင်းတို့ပြန်ပြီးတော့တမအောင်မှွေပါမယ်မှွေပြီးတော့ကြက်သားပြန်စီတက်မယ်ပေါ့နော်အယောင်လေးလှနဲ့ကြက်သားစီတက်တဲ့ခါမှာအယောင်လှနဲ့အကြာကြီးစီတက်ရတယ်ပေါ့နော်ကြက်သားထဲမှာအဲ့ဒီကြက်သားထဲမှာမင်းတို့ဘာကြီးထည့်လဲဆိုတော့အချိုမုတ်ထည့်ထားတယ်အချိုမုတ်ရဲ့စားရဲ့တကြားရဲ့ပြီးတော့ငံပြာရည်ရဲ့ဒါတွေကိုထည့်ပြီးတော့တခါတည်းရောပြီးစီတက်ထားတယ်ပေါ့နော်ရေတွေခန်းသွားတဲ့ဒီအနေထားလေးပေါ့နော်ဘာဖြစ်လဲဆိုတော့မင်းတို့ကမနဲ့မိုးလင်းမှာချက်မှာဆိုတော့ဒီအနေထားလေးကိုရအောင်လို့ခြောက်အောင်လို့ပေါ့နော်စီတက်ရပါတယ်ခြောက်ပြီးတော့လုံးသွားအောင်လို့ပေါ့နော်ဒီစီပြန်ဝအောင်လို့စီတက်ထားပါတယ်ဒါကတော့မင်းတို့မနေ့ဒီမနက်ပေါ့နော်မနက်မှာဘဲဥပြုတ်ထားတယ်ဘဲဥပြုတ်ပြီးတော့ဘဲဥခွာတယ်ဘဲဥခွာပြီးတော့ခောက်ဆွဲစပြုတ်ပါတယ်ဒီမနက်တော့ခောက်ဆွဲစပြုတ်တယ်ခောက်ဆွဲကတော့အထုပ်40ပေါ့နော်စွန်ကြီးနောင်လည်းသုံးထားတယ်ခောက်ဆွဲအထုပ်45ထုပ်လောက်သုံးထားပါတယ်ဒါကတော့မနေ့ကမေကြော်ထားတဲ့ပဲပြားတွေကိုပြန်ပြီးတော့ညှက်ထားတာပါအဲ့လိုညှက်ထားမှသူကပြဲမသွားမှာပေါ့နော်ဘဲဥကိုမေကတကက်ပေါ့နော်အလုံး30သုံးထားတယ်ဘဲဥတကက်သုံးထားတယ်ပေါ့နော်ဒါကတော့ဘဲဥလေးတွေကိုလှီးထားတာပါပြီးတော့ဒါကတော့နှိတ်ခင်းအတွက်ပေါ့နော်တမြတ်သီးလေးစိတ်တမြတ်သီးစိတ်ကလေးတွေစိတ်ထားပါတယ်ပြီးရင်ကျက်သွန်နီကိုလည်းအစိတ်ကလေးတွေပြန်စိတ်ထားပြီးတော့မေကကျက်သွန်နီအိုးတဲ့ချက်တဲ့ခါကျရင်ထက်ချက်တယ်ပေါ့နော်ပြီးတော့တဝက်ကိုကြတော့ဟိုကဗာလဲစားတဲ့ခါကျရင်ထည့်ဖို့အတွက်မေကအုံးတစ်ခေါက်ဆွဲချက်ဖို့အတွက်မွေးပေါ့နော်မွေး10ထုတ်သုံးတယ်အထုပ်သေး10ထုတ်သုံးတယ်အထုပ်သေး10ထုတ်ကိုမေကအိုးထဲမှာတခါတည်းဒီဘုံထဲမှာထည့်ပြီးတော့ဖြော်ထားတယ်ပေါ့နော်မေကတော့ပဲစိမ့်မှုသုံးတယ်ပေါ့နော်တချို့တွေကတော့ဘလို့ချက်လဲတော့မသိဘူးပေါ့နော်တယောက်နဲ့တယောက်ချက်တာတော့တူမှာမဟုတ်ဘူးပေါ့နော်ဒါကတော့မေကတော့ဒီလိုချက်တာကိုပိုးကြိုက်ပါတယ်
ပဲအစိမ့်မုံလေးတုံထားတယ်ပဲစိမ့်မုံကိုတေချာပေါ့နော်မှုေးပြီးတော့ထားရမယ်ပေါ့နော်ဒီဟာကတော့ရင်နွေးကိုတည်ထားတာပါရင်နွေးကိုတည်ပြီးတော့ရင်နွေးထဲမှာငံပြရည်ကိုလိုအပ်တဲ့ဟာငံပြရည်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းထင်ရမင်းမကတော့ထင်ရတခဲ၄၅ခဲထည့်တုံးထားတယ်ပေါ့နော်နည်းနည်းလေးအစိမ့်လေးကြိုက်လို့အဲ့တော့အဲ့ရင်နွေးစုပြီးဆိုလို့ရှိရင်တော့မင်းတို့ခုနကပဲကိုထည့်ပြီးတော့မှုရပါတယ်ခုနပဲ10ထုတ်ပေါ့နော်မှု10ထုတ်ပဲအစိမ့်မို့10ထုတ်ကိုမှုပြီးတော့အစိမ့်နဲ့ပျောက်တဲ့ခါမှာဒီအုံနို့ကိုထည့်တယ်ပေါ့နော်မင်းတို့အုံနို့ထည့်တယ်အုံနို့ထည့်ပြီးတော့ဒီအနှံ့လေးတွေခုနပဲအစိမ့်မို့အနှံ့ပြောက်မှအုံနို့ထည့်မယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့တိတ်အဲ့ပဲအစိမ့်မို့အနှံ့ကပြောက်မှမဟုတ်ဘူးပေါ့နော်အဲ့ဒါအဓိကပဲပေါ့နော်ပြီးရင်တော့အုံနို့ထည့်တယ်အုံနို့ထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီပါလဲနို့စိမ်းတပူးပေါ့နော်နို့စိမ်းတပူးသုံးတယ်နို့စိမ်းတပူးထည့်ထားပါတယ်အဲ့ဒီဟာတွေစုပြီးဆိုလို့ရှိရင်မင်းတို့ဘာတွေထည့်ထည့်လဲဆိုတော့အဲ့ဒါတွေစူမပေါ့နော်စူမစက်သားစီတက်ထားတာကိုထည့်ပါတယ်စက်သားစီတက်ထားတာကိုမင်းတို့ထည့်ပြီးဆိုလို့ရှိရင်တော့ဘဲဥတွေထည့်မယ်ပြီးလို့ရှိရင်ဘဲဥထည့်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကပဲပြပေါ့နော်ဘဲဥတို့ပဲပြတို့ကိုထည့်ပြီးတော့တခါတည်းထည့်ပြီးတော့ပေးစုလိုက်ပေါ့နော်တခါတည်းဒီအနေထားထည့်ပြီးတော့ပေးစုလိုက်ပေါ့နော်ကြနနဆူသွားပါပြီကြနနဆူသွားပြီပေါ့နော်ရှယ်ပဲနော်ရှယ်ပဲနောက်ဆုံးဘယ်အနေထားရောက်သွားလဲဆိုတော့မင်းတို့တအားဆူပြီးတော့ဒီမှာပြစ်လာပါတယ်ပြစ်လာတဲ့အထိပေါ့နော်ဒီပုံစံလေးဖြစ်သွားပါပြီလိုအပ်လို့ရှိရင်တကြားတို့စားတို့ချမှုတို့မြည်ကြည့်ပေါ့နော်ကိုအစိမ့်ကြိုက်တယ်ဆိုလဲအစိမ့်ပေါ့နော်မင်းကတော့အုံးတို့ခေါက်ဆွဲဆိုရင်ဒီလိုပုံစံလေးကိုပို့ပြီးတော့သဘောကျပါတယ်တချို့ကတော့ပဲသွေးတွေပါကြိုက်တယ်ပေါ့နော်ပဲသွေးကြိုက်တယ်ဆိုလို့ရှိရင်လည်းပဲသွေးထည့်သုံးလို့ရတယ်မမေကတော့ပဲသွေးထည့်မသုံးထားပါဘူးပဲပြသုံးထားပါတယ်ပဲပြတို့ပဲဦးတို့ပေါ့နော်အသားတို့ကြိုက်လဲသားတို့သုံးရတယ်မမေကတော့စက်သားအဓိကထားသုံးထားတယ်ပေါ့နော်ဒီနေထားလေးရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်တော့မမေတို့အုံနှုတ်ခေါက်ဆွဲစားလို့ရပဲဒီနေ့ကအိမ်မှာဖျားရှိခိုးတယ်ပေါ့နော်ဒီအိမ်မှာဖျားရှိခိုးလို့ဒါလေးချက်ဒီမှာတစ်ခါလေးပြင်ပေးတယ်ပေါ့နော်မင်းတို့ဘာနဲ့တွေ့စားလဲဆိုတော့တမယာတီကျက်သွန်နီးနနန်ပင်တခါလေးပြင်ပေးထားပါတယ်ပြီးလို့ရှိရင်ငရုတ်တီမှုတ်ပြီးလို့ရှိရင်အကျော်ဆုံးပေါ့နော်အကျော်ကတော့အော်ဒါပဲမှားလိုက်တယ်ပေါ့နော်ဘူးတီကျော်ရဲ့ပြီးတော့နောက်တစ်ခါကျက်သွန်ကျော်ရဲ့ပဲကျော်ရဲ့ပေါ့နော်အော်ဒါမှားလိုက်တယ်ဒါဖျားရှိခိုးတာကအယောက်60စာပေါ့နော်အယောက်60 80ကောင်းကောင်းစားလို့ရပါတယ်ဒါကတော့မင်းတို့ပြင်ထားတာပါဒါဖျားရှိခိုးမပြီးခင်ပေါ့နော်ပြင်ထားတာပါအခုတော့ပြီးသွားလို့စားလို့ရပါပြီဒီနေ့ကကလေးတွေအများကြီးစားကောင်းတယ်ပေါ့နော်စားကောင်းတာကြတော့လည်းမင်းဝမ်းတာတယ်ပေါ့နော်တအားစားကောင်းကြတယ်ဆိုတော့လည်းဝမ်းတာပါတယ်အဝလည်းစားရတယ်တကယ်ကိုသူတို့အဝလည်းစားကြက်သားနန်းချင်းနဲ့သူတို့အဝစားရတယ်ရှယ်ပဲပေါ့နော်ပြောရင်းနဲ့တော့ပြန်စားချင်လာပြီခုနမှစားလာပြီးတော့ကလေးတွေအနေနဲ့လဲစားရတာအဆင်ပြေတယ်ပေါ့နော်ဒါကတော့ဟိုမောင်လေးမွေးနေပေါ့နော်မောင်လေးမွေးနေမောင်လေး2ယောက်မွေးနေမှာမင်းတို့ချက်ကျွေးဖျားရှိခိုးတာကိုချက်ကျွေးဖြစ်တာပါအယောက်80ပေါ့နော်60 80အနည်းဆုံး80စာလောက်စားလို့ရပါတယ်မင်းဘလော့လေးကိုစားလဲဆိုကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်